အားလုံးပဲမင်္ဂလာပါဆယ်လီကိတ်ချန်နယ်ကထပ်မံတက်ဆက်လိုက်ရပါတယ်ယခုချိန်မှာကပတ်သတင်းဟာအရေးကြီးတဲ့အခြေအနေတစ်ခုကိုရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်စစ်မြေပြင်ကိုတွားပြီးနျူကလ িয়ার ဓာတ်ပေါင်းဖိုတွေနျူကလ িয়ার ထုတ်လုပ်တပ်ဆင်နေတဲ့စက်ရုံတွေကိုတွားရောက်ဖြုတ်ခွင်းခဲ့ပြီးဖြစ်ပါတယ်အစ္စရေးနဲ့အီရန်တိုက်ပွဲဖြစ်နေကြတာတပတ်ရှိသွားခဲ့ကြပြီဖြစ်ပါတယ်အစ္စရေးဟာအီရန်ကိုအမုတ်ကျိတ်ပစ်တယ်လို့အီရန်ကလည်းအစ္စရေးကိုတဖန်ပြန်လည်ဒရုန်းတွေနဲ့ပစ်ခွဲခဲ့တာဖြစ်ပါတယ်စစ်ရေးအရတော့အီရန်ရောအစ္စရေးရောဘယ်သူကမှထိရောက်တာခက်ချေတော့မရှိခဲ့ကြသေးပါဘူးအစ္စရေးကတားတဲ့အီရန်ကတားတဲ့ဆိုပြီးကြောက်နေတဲ့အငင်းပွားဖွဲ့ရကိစ္စတွေနဲ့အချိန်ကုန်နေခဲ့တာဖြစ်ပါတယ်တိတ်မကြခင်ကမှဒေါ်နယ်ထရန့်ကဂျားဝဲဖြစ်ရှင်းခဲ့တဲ့တရားဝဲကိစ္စတစ်ခုကိုပြန်လည်တုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်ဒေါ်နယ်ထရန့်ဟာအီရန်ကိုနျူကလ িয়ার ဆက်လက်မထွက်လို့ရန်ပြောဆိုခဲ့တာဖြစ်ပြီးငြိမ်းချမ်းရေးကိုရှေ့ရှုလှုပ်ဆောင်ရန်ပြောကြားခဲ့တာဖြစ်ပါတယ်ဒေါ်နယ်ထရန့်ဟာငြိမ်းချမ်းရေးသာအဓိကအီရန်ကိုလောနျူကလ িয়ার မထုတ်လို့ရန်ဖြစ်သေးရန်ကိုပြောကြားခဲ့တာဖြစ်ပါတယ်သို့တော့အီရန်ဟာလည်းအမေရိကန်ရဲ့စကားကိုလောနားထောင်ခဲ့ခြင်းမရှိပါဘူးအစ္စရေးကိုဒုံးကြီးတွေနဲ့အစမပြတ်ပစ်ခတ်ပြီးနောက်ယခုကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်ရဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုတွေကိုတွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်အီရန်ဟာနျူကလ িয়ার ထုတ်လုပ်တဲ့နေရာဟာမြေအောက်ပေပေါင်းရာနဲ့ချီပြီးရှိခဲ့တာဖြစ်ပါတယ်ထိုနေရာကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြတ်မှတ်တိကျ3နေရာထိကိုပစ်ခွဲခဲ့တာဖြစ်ပါတယ်အီရန်ဟာနျူကလ িয়ার ဓာတ်ပေါင်းဖိုနျူကလ িয়ার စက်ရုံတွေဟာချိန်မပျက်စီးသွားပြီးနောက်အမေရိကန်နိုင်ငံသားတွေကိုပြတ်မှတ်ဖြစ်ထားခဲ့ရရှိပြီးပြန်လည်ဂလက်စားချေရန်အီရန်ဟာပြင်ဆင်လာခဲ့ပြီးဖြစ်ပါတယ်အီရန်သမ္မတဟာအစ္စရေးရောအမေရိကန်ကိုပါတဖန်ပြန်လည်ပြစ်ခတ်မိဖြစ်ကြောင်းပြန်လည်ဂလက်စားချေမိဖြစ်ကြောင်းကိုအတီလင်းပြောဆိုခဲ့တာဖြစ်ပါတယ်ထို့ကြောင့်တိတ်မကြခင်မှာပဲဝါဝါဒလီဇလန်ကစခဲ့ပြီးဖြစ်ပြီးဆိုပြီးလူတွေကပြောဆိုခဲ့တာဖြစ်ပါတယ်အီရန်ဟာဒုံးကြီးတော်တော်များများကိုယခုချိန်မှာအမေရိကန်ဖက်သို့ဦးတည်ခဲ့တာဖြစ်ပါတယ်ထို့ကြောင့်တိတ်မကြခင်မှာပဲအမေရိကန်ကိုပြန်လည်ပြစ်ခတ်မလားဆိုတာကိုတော့ကုလောကစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်အမေရိကန်လေယာဉ်တွေဟာအီရန်ကိုတွားပြီးပစ်ခတ်ပြီးနောက်အန်ဒီယာကင်းစာပြန်တန်းလာလျက်ရှိပါတယ်ထို့နောက်အမေရိကန်သမ္မတဟာမိန့်ခွန်းတစ်ခုပြောကြားခဲ့တာဖြစ်ပါတယ်အီရန်ဟာငြိမ်းချမ်းရေးကိုသာဆက်လက်လှုပ်ဆောင်ရန်နျူကလ িয়ার ကိုလောဆော့ပင်ရန်ဆိုပြီးအီရန်သမ္မတဟာယခုချိန်မှာအမေရိကန်စကားကိုနားထောင်မှလာဆိုတဲ့တူလောမေကောတွေကိုအဖန်ပြန်လဲစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်တိတ်မကြခဲ့ကမှအမေရိကန်သမ္မတကတော့အီရန်ဟာငြိမ်းချမ်းရေးကိုသာလှုပ်ဆောင်တဲ့ကြောင်းကိုထပ်မံအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်အစ္စရေးဟာလည်းယခုချိန်မှာအမေရိကန်ကူညီခဲ့တဲ့ကြောင့်များစွာစိတ်သက်သာရပြီဖြစ်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်